အားလုံးပဲဆရာဒီနေ့ဟောပြချင်တာကအင်တအင်ရဲ့စီဝါရေးလက်လာပါပိတ်နေတယ်လို့ခန်းစားနေရပါကတည်ထားတဲ့စောင်းရန်ရှောင်းရန်များဖြစ်ပါတယ်မိတ်ဆွေရဲ့အချိန်10မိနစ်လောက်ပေးပြီးငွေဝင်စေမယ့်အကြောင်းအရာတွေပြောပြသွားဖြစ်လို့နားထောင်လိုက်ပါလို့အကြုံပြုတိုက်တွန်းလိုက်ပါတယ်ငွေအပုံလိုက်ရမည်ရွှေအပုံလိုက်ရမည်နမိတ်နဲ့နေငွေတွေအကုန်အထုတ်လိုက်ယူဖို့လုပ်လိုက်ပါအခုပဲဆရာပြောမယ့်အရာတွေကိုယုံယုံကြည်ကြည်လိုက်လုပ်ဖို့မှာကြားလိုက်ပါတယ် comment မှာမိတ်ဆွေဖြစ်ချင်တာကိုမှန်ခဲ့ပြီး like နှိပ်ထားပေးပါနားထောင်ကြည့်လိုက်ရအောင်တစ်ဖះမှာရေချမ်းကိုအမြဲပြည့်နေပါစေရေမကီတခိတိမနေပါစေနဲ့ရေကအေးမြပြီးကြည်လဲနေမှစီဝါအေးကလည်းအေးချမ်းချမ်းနဲ့လဲပတ်မှာပါညိုနွားနေလေပန်းတွေကိုအကြာကြီးမထားပါနဲ့ပန်းညိုးရင်စီဝါညိုးတတ်တယ်လို့အယူရှိကြတဲ့အတွက်လန်းဆန်းတဲ့ပန်းကိုပဲအမြဲလဲလှယ်ပေးပါနှစ်စံအိုးကိုဂီယူဆိုင်ပါညီမလူမျိုးတွေကစံအိုးကိုစီဝါဥစ္စာရဲ့တော့အခြေလို့တတ်မှကြပါတယ်စံအိုးကိုပြတ်မသွားပါစေနဲ့စံအိုးထဲမှာစံအနည်းဆုံးတဝက်ကျော်လောက်အမြဲရှိနေအောင်ခြေထားပါစံပြတ်သွားရင်လက်ပိတ်တတ်တယ်လို့အယူရှိပါတယ်ထင်နိုင်ရင်စံအိုးထဲမှာငွေအကျွေးစိတ်9စိတ်လောက်တန်ရှင်းအောင်ဈေးပြီးထည့်ထားပေးပါဒါဟာစီဝါဥစ္စာတိုးကွားစေတယ်လို့အဆိုရှိပါတယ်3မနက်ခင်းအလင်းနဲ့လေးမနက်ပိုင်းအိယာထအားနဲ့အိမ်ရဲ့ပတင်းပေါက်တွေကိုအကုန်ဖွင့်ပါလေဝင်လေထွက်ကောင်းသည်နေရောင်ကြီးဝင်လာကအိမ်ထဲကအမင်္ဂလာတွေကိုဖယ်ရှားပေးပြီးလက်လာပကိုခေါ်ယူပေးပါတယ်ဆိုင်ဖွင့်ရင်ပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်မနက်ခင်းမှာအမွှေးတိုင်ထွန်ပါအနက်အထက်ကောင်းတာကနက်ကောင်းတဲ့မြက်တွေနှစ်သက်တဲ့စီဝါတက်စေပါတယ်လေးစွန်ကြဲချင်းဆိုတဲ့ရရဒါကတော့လက်တွေ့အကြဆုံးပါပဲမိမိရတဲ့လောက်အမျက်ထဲကနေတပတ်တစ်ခါတိုမဟုတ်တလတစ်ခါတရိတ်ဆန်လေးတွေကိုအစာကျွေးပါဥပမာခွေးလီခွေးလွင်နှက်လေးတွေကိုအစာကျွေးတာမျိုးကိုထနိုင်ပါသူတွေကိုတက်နိုင်တဲ့လောက်စေတနာပါနဲ့တခုခုဘေးခန်းတာကကိုစီကိုလက်တွေပြန်ဝင်လာဖို့လမ်းဖွင့်ပေးတယ်လို့ပါပဲအကြံပေးခင်တာလေးကတော့ရရဆိုတာစိတ်ကိုအောက်တက်စေဖို့လုပ်တာပါအထီးကတော့စေတနာပါစိတ်ထားဖြူဖြူစင်စင်နဲ့တစ်ဖက်သားကိုမလှည့်စားပဲစူးစမ်းလုပ်ကင်မယ်ဆိုရင်ဘဲရရမဆိုပိုပြီးအစွမ်းထက်ပါတယ်ယခုရရလေးတွေကိုဂယူးဆိုင်လုပ်ကြည့်ပါတိတိတာတာရှင်လန်းလာပါလိမ့်မည်စီဝါရေးတွေဒီထက်မကပိုကောင်းလာဖို့ဆူတောင်းပေးလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့